ပြောင်းစင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR သူရဲ့ကောင်းများရဲ့မိတ်ဝတ်စကားရှင်မအစင်သိမ်းတာဘူကောင်ထက်ကသွေးဒီရစေရှောင်းမပဲဘူး hey သူရဲ့ကောင်းတော့ထွန်းလို့မပဲစာကီသွေးစာကီမအကေဟဲ့ရကြဆိုတော့ကမာတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ပြလို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား